အရင်စရင်လာတဲ့ကျမနဲ့တထေးသားခက်ဆူဆိုးလေးတူမင်းကိုငါကာကွယ်မယ်အိမ်ရှိတကားမှာရက်နေတဲ့အဖေကိုကြည့်ပြီးကျမတကူလုံးတုံနေမိတယ်ကျမတို့မိသားစုကိုအကျွေးအကြားထဲမှာပစ်ထားခဲ့ပြီးအခုမှဘာလို့ပြန်ပေါ်လာရလဲပြီးတော့ကျမကိုပစ္စည်းတစ်ခုလုံးရောင်းစားဖို့စူးစမ်းနေရလားဟဲ့ကောင်မင်းကသမီးကိုပတ်စံနဲ့ဝယ်ထားရမလားအခုငါ့ကိုပတ်စံပို့ပေးမဲ့သူရှိတယ်သူ့ကိုပြန်ပေးလိုက်တော့တဲ့အဖေစီကထွက်လာတဲ့စကားတွေကကျမနှလုံးသားကိုဓာတ်နဲ့မွန်းလိုက်တယ်လို့ပဲအဲ့ဒီချိန်မှာပဲကျမရဲ့လက်ကိုတစုံတစ်ယောက်ကတင်းတင်းကြပ်ကြပ်ဆုပ်ကန်လိုက်တာခံစားလိုက်ရရဲ့လေကြည့်လိုက်တော့သူပဲသူကကျမရှိမှမမမရက်တီပြီးအဖေကိုအေးဆက်ဆက်စိုက်ကြည့်လိုက်တယ်လေဦးလေးမားနေပြီနင်းကခမရရောင်းစားလို့ရတဲ့ပစ္စည်းမဟုတ်ဘူးပြီးတော့သူ့ကိုကျွန်တော်စီကနေဘသူ့မှခေါ်သွားလို့မရဘူးတဲ့သူကအရန်ကိုတည်ငြိမ်ပြီးအာနာရှိရဲ့အတန်နဲ့ပြောလိုက်တာကြောင့်အဖေနဲ့သူ့ရဲ့လူမိုက်တွေကတော့နည်းနည်းကျွန့်သွားခဲ့တာပေါ့နောက်ဆုံးတော့သူတို့ချိန်ဆပြီးပြန်ထွက်သွားကြတာပေါ့အဲ့ခန်းထဲမှာကျမတို့နှစ်ယောက်တည်းကြံခဲ့တဲ့အချိန်ကျမအရန်ကိုကြောက်ပြီးငိုနေမိတာပေါ့သူကကျမနာကိုဖိဖိချင်းလာပြီးတော့ကျမကိုသူ့ရဲ့ရင်ဝင်ထဲကိုထည့်ထားလိုက်ပါတယ်မကြောက်နဲ့တော့နော်နင်းကိုရှိတယ်ဘယ်သူမှမင်းကိုထိခိုက်အောင်ကိုခွင့်မပြုဘူးသူ့ရဲ့ရင်ခွင်ကအရန်ကိုနေထိပ်ပြီးလုံခြုံမှုပေးနိုင်လားနေလို့ကျမစိုးရိမ်စရာတွေတော့အကုန်ပြောက်သွားခဲ့ရတယ်လေအညာကကျမတို့နှစ်ယောက်ခြံထဲမှာဂျယ်ရီကိုအတူတူကြည့်ရင်စကားတွေအများကြီးပြောဖြစ်ခဲ့ကြတာပေါ့နင်းမင်းသိလားအစကတော့မင်းဖေစီကအကျွေးရပြန်ရဖို့မင်းရောငါအတုံးချခဲ့ရမှန်တယ်ဒါပေမဲ့အခုတော့မင်းကငါရဲ့အသက်ထက်တောင်ပိုအရေးကြီးရဲ့သူဖြစ်နေပြီသူကကျမရဲ့လက်ကလေးကိုယူပြီးသူ့ရဲ့ရေဖက်ပုံကိုတင်လိုက်တယ်လေကျမခံစားရတာကအယမ်းကွန်မြန်ရဲ့သူ့ရဲ့နှလုံးခုန်တန်တွေကိုပေါ့နင်းငါရဲ့တကယ်ဇနီးလောင်ဖြစ်ပေမလားအတူရောင်နေမဟုတ်ပဲငါဘဝရဲ့နောက်ဆုံးအချိန်ထိအတူတူရှိပေမဲ့သူအဖြစ်ပေါ့ကျမသူ့ကိုကြည့်ပြီးမျက်ရည်တွေကြားထဲကပြုံးလိုက်မိရဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျမရဲ့ဖုန်းထဲကို message တစ်ခုဝင်လာခဲ့တယ်လေအဲ့ဒီ message ထဲမှာပါတဲ့စာသားကြောင့်ကျမအပြုံးနဲ့ပျောက်ကွယ်သွားခဲ့ရတယ်ဒါကဖေပို့လိုက်တဲ့စာပါနေအမေငါလက်ထဲမှာနေငါစီကိုအခုချက်ချင်းပြန်မလာရင်နေအမေကိုငါတခုခုလုပ်လိုက်မယ်တဲ့အော်စက်တိမ်မိုင်မှာဘလို့ရစက်တိမ်သွားမှလဲအပိုင်း6လေးကိုစောင့်မျှော်ပေးကြပါအောင်နော်